စစ်ကောင်စီလူခွင့်ရေးကော်မရှင်တရားမဝင်လို့ NUG ကြီးညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်အုပ်စုရဲ့မြန်မာနိုင်ငံအမျိုးသားလူခွင့်ရေးကော်မရှင်ကိုအတိမတ်မပြုဘဲဖျက်သိမ်းကြောင်းနဲ့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့အတိမတ်ပြုလက်ခံခြင်းတွေ့ဆုံခြင်းအစည်းအဝေးများကိုဖိတ်ကြားခြင်းများမပြုလုပ်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းချက်ထုတ်ပြန်ပါတယ်။အဆိုပါကော်မရှင်ကလွတ်လပ်ပြီးအမိကိုကင်းနဲ့ဂုဏ်သိက္ခာရှိတဲ့ဖွဲ့စည်းမဟုတ်ပဲစေအုပ်စုရဲ့အလူဆန္ဒအတိုင်းဆောင်ရွက်နေရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူအခွင့်အရေးချိုးဖောက်ခံရတဲ့ပြည်သူများဘက်ကိုစိုးစင်းများရက်တီဖော်ထုတ်ပြောကြားခြင်းမရှိပဲအကြမ်းဖက်စေအုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုတွေကိုရှင်းကုန်နှုတ်ဆက်နေခဲ့တယ်လို့ NUG ကဆိုပါတယ်။ရခိုင်မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ကိုစစ်ကောင်စီက2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ကထပ်မံဖွဲ့စည်းခဲ့ပါတယ်။စစ်ကောင်စီအလို့ကြားရက်တီဆောင်ရွက်ခဲ့တဲ့အဖွဲ့ဝင်ဟောင်းများစုနဲ့ထပ်မံဖွဲ့စည်းထားခြင်းဖြစ်ရာရခိုင်ကော်မရှင်ကဲ့သို့လွတ်လပ်အမိခိုကင်းတဲ့ကော်မရှင်မဟုတ်လို့ NUG ကထုတ်ပြန်ပါတယ်။ကမ္ဘာလုံးဆိုင်ရာနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့ Global Alliance for National Human Rights Institute ကလည်းစစ်ကောင်စီရဲ့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုအတိမတ်မပြုဘဲအဖွဲ့ဝင်ဖြစ်မှ2024ခုနှစ်ဒီဇင်ဘာ31ရက်မှာရှုပ်သိမ်းထားပါတယ်။လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်အဖွဲ့ဝင်မှာထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကအယူခံဝင်ခဲ့တော်လဲပယ်ချခဲ့ပါတယ်။2021ခုနှစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီကြောင့်လူပေါင်း6000ကျော်တည်ဆုံခဲ့ပြီးစစ်ကောင်စီရဲ့လူ့အခွင့်အရေးကော်မရှင်ကအဆိုပါစစ်ရာဇဝတ်မှုများကိုနှုတ်ဆက်နေခဲ့ပြီးအာဏာရှင်နဲ့အလိုတူလိုပါဖြစ်နေခဲ့တယ်လို့ရမက်ပင်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်တအုပ်ကပြောပါတယ်။နိုင်ငံရေးကဗန်းပြလို့ကောင်းဖွဲ့ထားတဲ့အဖွဲ့ပဲသူတို့ကျူးလွန်တဲ့ပြည်မှုတွေနဲ့ကော်မရှင်နဲ့နာမည်နဲ့တောင်မလိုက်ဘူးလို့မန္တလေးမြို့ဒေသခံလူငယ်တအုပ်ကပြောပါတယ်။ဆလဘီတဲကုံမြို့နယ်မှာ PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းနေတဲ့မောင်ပြုံးခေါ်ဒါငပြုံပြစ်ခတ်ခံရပြီးတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတဲကုန်းမြို့နယ်မှာ PDF တပ်ဖွဲ့များရဲ့တရင်ကိုလိုက်လံစုံစမ်းနေတဲ့မောင်ပြုံးခေါ်ဒါငပြုံကိုပြစ်ခတ်တိုက်ခတ်ရာတည်ဆုံခဲ့ကြောင်း3600တန်ရင်စစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံကတရင်ဌာနကိုပြောဆိုပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့ညနေ6:30ခန်းမှာတဲကုန်းမြို့နယ်ရက်ကွက်နဲ့အာကစားကွက်တဲ့အမှတ်40ခွန်စူလာမှုနီလမ်းမှာနေထိုင်တဲ့မောင်ပြုံးခေါ်ဒါငပြုံကဓာသွေးကြောက်ရွာရှိ၎င်းရောက်ကမနေရောက်မှာတော်လိုင်းရဲဘော်တွေကပိတ်ဆို့ဖမ်းဆီးစဉ်ခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်တိုက်ခိုက်ရာတနက်ကြီးလေးချက်ထိမှန်ပြီးတည်ဆုံခဲ့ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ဓာငပြုံးကပြူစော်တီအပတ်စဉ်1တနန်းကိုအင်းမခမရ9တန်ရင်မှာ14ရက်ကြာတက်ရောက်ခဲ့သူဖြစ်ပြီး၎င်းနဲ့အတူတဲကုံမြို့နယ်ရက်ကွက်1 2 3 4တို့မှာအင်အား50ဦးခန့်ပါတက်ရောက်ခဲ့ကြောင်းဒါအပြင်ဓာငပြုံးကမြို့ပေါ်နဲ့တော်ရဲပါမကျန်တော်လိုင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုသတင်းတွေကိုထောက်လန့်ပြီးတမ66လက်အောက်ခံအင်းမခမရ9တန်ရင်တွေကိုသတင်းပေးပို့နေပြီးပြည်သူများကိုလည်းဖမ်းဆီးမှုတွေပြုလုပ်နေတာကြောင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3600 PPDF တန်ရင်တပ်ခွဲတင်မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်တည်ဆုံသွားတဲ့ဓာငပြုံးထံမှာပြူစော်တီဝတ်စုံတစုံပြူစော်တီအုတ်ထုတ်တလုံးကြီးကုံများလည်းတင်ဆက်ရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။